ငယ်ချင်းတော့မင်္ဂလာပါဗျကျွန်တော်ကြောက်လေးလုံးတူတူကြည့်အောင်ဗျလုံးလုံးမကြောက်လေးပေါ့ဒါလေးကတော့ကျွန်တော်ရမ်းပုံစံလေးတွေပြပေးတာဗျဒီမှာတော့ကျွန်တော်ကွန်ထားတဲ့ကွန်ချက်လေးပေါ်နေတယ်ဗျအခွန်တော့ထူတယ်ဗျနော်ခွန်လေးတော့ထူတယ်ဗျဒီကောကျွန်တော်ကွန်ချက်လေးထောက်ပြပေးမယ်ဗျကြောက်စီတော့ကောင်းတယ်ဗျနော်ကွန်ချက်မှာကျန်တဲ့နေရာတော့မီးတော့မပေါက်ဘူးဗျဒီအပဲ့ဒီမှာတော့နင်းနေဝင်တယ်ဖြတ်သားလေးပဲကြည့်လိုက်အောင်ဗျနော်ဒီပုံစံလေးဗျဖြတ်သားကျော်လေးရဲ့ခါးသားလေးပါပဲဗျခါးသားကိုကျောက်စီတော့ကောင်းတယ်ဗျခွန်တော်ထူတယ်ဗျနော်ခောက်ခွန်ဖုံးလေးကြည့်အောင်ဗျကျွန်တော်ဒီဖုံးလေးကိုပဲအရင်ဆမ်းပြီးလှုပ်ကြည့်မယ်ဗျခုံးကရှိတ်လောက်ပဲပါလာကျွန်တော်ပပူလိုင်းဝင်ချင်လို့ဗျဒီကောင်လေးကိုတော့လာရဗျာကြောက်ပြီနော်ဒါလေးလာပြတာဗျပပိုင်းစငယ်ချင်းလို့